အိမ်ပိုင်ဝိုင်းပိုင်မြေပိုင်ရကျင်တဲ့သူတွေเนาะကျွန်တော်လုပ်တဲ့နီးလေးကိုမျှဝေပေးမယ်ဒါပေမဲ့ကျွန်တော်ပြပြမယ်เนาะအဲ့လိုပြောလို့ကျွန်တော်ရောင်းတဲ့အမွှေးတိုင်းနေနဲ့တက်ဖြူအစီလေးလာကြော်ညာတယ်မထင်နဲ့လိုအပ်ရင်ဝယ်ကျွန်တော်ပြပြမယ်เนาะနံပါတ်1ကျွန်တော်ကအမွှေးတိုင်း3တိုင်းပူစော်တယ်အဲ့ဒီမှာကျွန်တော်အမွှေးတိုင်းမှာမဟုတ်ဘူးကြိုက်တဲ့အမွှေးတိုင်းဝယ်လို့ရတယ်ကျွန်တော်အမွှေးတိုင်းရောင်းမိမယ်ကျွန်တော်အမွှေးတိုင်းဝယ်မှအိမ်နေဝိုင်းနေပိုင်မယ်ထူးခြားမယ်အောင်မယ်ကျွန်တော်မပြောဘူးကြိုက်တဲ့အမွှေးတိုင်းဝယ်လို့ရတယ်เนาะဒါစေနာတက်ကျွန်တော်လုပ်တဲ့ပုံစံလေးကိုမျှဝေပေးတာဖြစ်တဲ့အတွက်အမွှေးတိုင်းကိုအိုးတွေထဲမှာမထုံးမဲ့နဲ့မြေကြီးမှာထုံးဒီမှာဆိုလို့ရှိရင်တချို့ကြတော့ရန်ကုန်တို့ဘာတို့မှာအတိုက်ခန်းနေနဲ့နေတာဖြစ်တဲ့ကြောင့်မလို့မြေတွေမရှိဘူးဆိုလို့ရှိရင်ကိုသွားတဲ့ဖျားမှာမြေကြီးရှင်အဲ့ဖျားတို့ပန်းအိုးတို့အထဲမှာမြေကြီးရှင်အဲ့မြေကြီးမှာပူတော့အဓိကမြေကြီးမှာပူတော့လေကောင်းလေပဲကျွန်တော်ဆိုလို့ရှိရင်ဒီမှာအခုဖျားမှာရောက်နေမယ်မြေကြီးမှာအမွှေးတိုင်း3တိုင်းထွန်းထားတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြည့်လိုက်ပန်းလေးတွေပါတယ်ပေါ့နော်ပန်းလေးတွေတော့ကျွန်တော်ကလေတက်နိုင်ဆုံးအဝါရောင်လေးတွေတုံးတာများတယ်လိမ်မွန်ရောင်လေးတွေတုံးတာများတယ်ပေါ့နော်ဝတ်တုံးတွေမြေနဲ့မင်းအတွက်ဆိုပြီးတော့ဝတ်တုံးတွေမြေနဲ့မင်းအလိုရှိရပြန်လဲလှူဒန်းနိုင်ပါသည်ဆိုပြီးကျွန်တော်ကအဲ့လိုမျိုးပေါ့နော်ကျွန်တော်ပန်းလေးတွေလှူလေးရှိရပေါ့နော်ဒါကတော့အမျိုးမျိုးပဲဒီနေ့ကတော့ကျွန်တော်ကဒီဒေစီပန်းလေးကိုကြိုက်လို့ကိုဒီဒေစီပန်းလေးကိုတမင်လှူတာဖြစ်တဲ့အတွက်ကြောင့်မလို့ပန်းအိုးလေးနဲ့လှူလဲရတယ်ဒီလိုမျိုးလေးဟိုပေါ့နော်ဟိုဇွန်ပန်းလေးတွေတို့စပယ်ပန်းလေးတို့အကုန်းလေးလည်းလှူလို့ရတယ်ကျွန်တော်ကတော့အဲ့လိုမျိုးလေးဒါလိုမျိုးလေးလုပ်လေးရှိတာမလို့ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ဒါဝတ်တုံးတွေမြင်းနဲ့မြင်းအတွက်ဆိုပြီးတော့နော်ဒီမှာပေါ့အဲ့လိုပန်းလေးတွေအမွှေးတိုင်းလေးတွေထွန်းထားတယ်ပေါ့နော်အိမ်ပိုင်ဝိုင်းပိုင်မြေပိုင်ရကျင်တဲ့သူအတွက်ကြတော့ဝတ်တုံးတွေမြင်းနဲ့မြင်းကြီးကိုအားကိုးရတယ်ပေါ့အဲ့ဒီမှာဝတ်တုံးတွေမြင်းနဲ့မြင်းကြီးတိဖို့အတွက်မြင်ဖို့အတွက်ကြားဖို့အတွက်ကိုပြုတဲ့ကုသိုလ်တွေကိုဒီဝတ်တုံးတွေမြင်းနဲ့မြင်းကြီးရဖို့အတွက်ကြတော့ကျွန်တော်ကနတ်တဖြူအစီလေးကိုတုံးတယ်ကျမကနတ်တဖြူအစီမရှိဘူးဆိုလို့ရှိရင်ရတယ်ရေမွေးတုံးလို့ရတယ်ရေမွေးတောင်မှနတာရနဲ့ရေမွေးဖြစ်ရင်ပိုးပြီးတော့ကောင်းတယ်ပန်းနဲ့နေတတိရနဲ့နေဆိုတာထက်နတာရနဲ့ရေမွေးဆိုလို့ရှိရင်နှကောင်းနဲ့မြက်တရားကိုနာမှာရှိနေနိုင်တယ်ဝတ်တုံးတွေမြင်းနဲ့မြင်းကြီးကိုနာမှာရှိနေရလို့စိတ်မှာခံစားပြီးသွားပြီဆိုလို့ရှိရင်ဗုဒ္ဓမြတ်ဆုံးယနာဓမ္မမြတ်ဆုံးယနာတန်ခါမြတ်ဆုံးယနာယနာမြတ်သုံးပါးကိုနော်ဥထိတ်မှာထားပါသည်ဝတုံတွေမြင်းနဲ့မြင်းကြီးပေါ့နော်တိတော်မူပါမြင်းတော်မူပါကြားတော်မူပါအကျွန်ုပ်ဗာနေသားဗာနေသမီးသည်ငယ်စဉ်တောင်ကြီးကလေးဘွားကလေးရတိုင်းကုသိုလ်တွေပြုလုပ်ခဲ့ပါတယ်ထိုကုသိုလ်များကိုဝတုံတွေမြင်းနဲ့မြင်းကြီးလည်းထပ်တူရရှိပါသေးဆိုပြီးဝတုံတွေမြင်းနဲ့မြင်းကြီးကိုမေတ္တာပို့ပြဝတုံတွေမြင်းနဲ့မြင်းကြီးကျမ်းပါပါစေချမ်းသာပါစေနော်ဟိုဒီထက်မကပို့ပြီးတော့စောင့်ရှောက်ပေးနိုင်ပါစေဘာသာအကျိုးသာသနာအကျိုးတရဝအကျိုးတွေတည်ဖို့ဆောင်ရွက်နိုင်ပါစေတရားတို့တရားမြတ်တွေရရှိပါစေအဲ့လိုမျိုးပေါ့နော်ဖရာသာသနာ9000ကိုအထောက်ဆောက်ရှောက်အထောက်ပံ့ပေးနိုင်တဲ့သူဖြစ်ပါစေဆိုပြီးဝတုံတွေမြင်းနဲ့မြင်းကြီးအတွက်လည်းကိုကဆူတောင်းပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်ုပ်ဒီမြေနဲ့ပတ်သက်ပြီးတော့အခက်ခဲရှိနေပါတယ်အဆင်းရဲဒုက္ခဖြစ်နေပါတယ်ကျွန်ုပ်ပိုင်ဆိုင်ခြင်းတော့ကျွန်ုပ်အခက်ခဲတွေ့နေတော့မြေဒီပြေလည်ပြရစေပိုင်ဆိုင်ပြရစေဆိုပြီးတော့အဲ့လိုမျိုးလေးဆူတောင်းအဲ့ဒါဆိုလို့ရှိရင်အဆင်ပြေလိမ့်မယ်နတ်တဖြူအစီလေးကိုတုံးတဲ့ခါကျလို့ရှိရင်နှစ်ဖူးထိတ်ကလေးကနေစပြီးတော့တုံးဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ဃံတရဏံကိစ္ဆာမိအဖြတ်ဝင်